ဝိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောနေတဲ့သူတော်များများက customer အသစ်တွေကိုရှာဖို့ customer အသစ်တွေကိုဘယ်လိုရအောင်ဖန်တီးရမလဲ customer အသစ်တွေရောက်လာအောင်ဘယ်လိုရှာကြမလဲဒါတွေကြီးပဲပြောတာများပါတယ်ကျွန်တော်ကတော့အမြဲတမ်းလို့ကျွန်တော်ပြောခဲ့တာတော့ဖောက်တဲ့အဟောင်းတွေကိုထိန်းမှာဖောက်တဲ့အဟောင်းတွေကိုထိန်းထားတဲ့ကုန်ကြစည်က25%လောက်ဖောက်တဲ့အသစ်တွေကိုရှာရတဲ့ကုန်ကြစည်တဲ့အများကြီးတက်တာတယ်လို့ပြောရပါတယ်အဲ့တော့ကျွန်တော်တို့မှာဖောက်တဲ့အဟောင်းကိုကျွန်တော်တို့ဘာကြောင့်ထိန်းခိုင်းရတယ်လဲဆိုလို့ရှိရင်ဖောက်တဲ့အသစ်ကိုဗျာကျွန်တော်ကြော်ညာလုပ်လိုက်တယ်ဖန်တီးလိုက်တယ်နော်အဲ့ကြော်ညာတွေက20ဖောက်တဲ့အသစ်တွေလာတယ်ဒါပေမဲ့အဲ့ဖောက်တဲ့အသစ်ကိုကျွန်တော်တို့ရဲ့ကုန်ပစ္စည်းအကြောင်းကျွန်တော်တို့ရဲ့လုပ်ငန်းအကြောင်းကျွန်တော်တို့ရဲ့ဝန်ဆောင်မှုအကြောင်းစတာတွေကိုကျွန်တော်ရှင်းပြရပါတယ်အဲ့လိုရှင်းပြရတာကလေကျွန်တော်တို့တစ်ခါတလေမှာအလုံးရှုပ်တာတွေအချိန်ကုန်တာတွေရှိတတ်ပါတယ်နောက်တစ်ခါလေမှာလည်းကိုယ့်ရှိရပစ္စည်းကိုသူကြိုက်မကြိုက်ကိုပစ္စည်းကိုသူဝယ်ပြစ်မဝယ်ပြစ်ဆိုတာလည်းမချင်းသေးပါဘူးဖောက်တဲ့အဟောင်းကကြတော့အဲ့လိုမျိုးမဟုတ်ဘူးမိတ်ဆွေရဲ့အကြောင်းမိတ်ဆွေရဲ့ပစ္စည်းအကြောင်းမိတ်ဆွေရဲ့နော်ဝန်ဆောင်မှုအကြောင်းကိုသူကသိပြီးသားပါဒါကြောင့်မလို့တစ်ခါတလေမှာကျွန်တော်တို့ကဖောက်တဲ့အဟောင်းကိုနော်ကျွန်တော်တို့ကုန်ကြစိတ်လေးနည်းနည်းတစ်ခုနဲ့ကျွန်တော်ပြန်ထိန်းထားရင်မကောင်းဘူးလားလို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့လည်းပဲဖောက်တဲ့အဟောင်းကိုထိန်းတဲ့နေရာမှာကုန်ကြစည်အများကြီးမကုန်ဘဲနဲ့ထိန်းလို့ရတဲ့နည်းတွေရှိပါတယ်ဒါကြောင့်မလို့ဒီနေ့တော့မိတ်ဆွေတို့ကိုဖောက်တဲ့အဟောင်းကိုကုန်ကြစည်အများကြီးမကုန်ဘဲနဲ့ဘယ်လိုထိန်းလို့ရမလဲဆိုတာကျွန်တော်တို့ပြန်ပြီးတော့စမ်းစစ်ကြည့်အောင်โอเคဖောက်တဲ့အဟောင်းကိုထိန်းထားခိုင်းတာကဖောက်တဲ့အစ်စ်ကိုမရှာခိုင်းတာမဟုတ်ပါဘူးမဲကျတော့ပုံမှန်လုပ်နေကြ marketing အလုပ်တွေလုပ်ပါပုံမှန်တင်နေကြ sign board တွေလည်းတင်ပါပုံမှန်ကြော်ညာနေကြFacebook ကြော်ညာတွေ TikTok ကြော်ညာတွေစတာတွေလည်းကြော်ညာပါဒါပေမဲ့ဖောက်တဲ့အဟောင်းတွေကိုလည်းလက်မလွတ်လိုက်နဲ့ဘာလို့ဆိုတော့တို့ကလည်းကျွန်တော်တို့ရဲ့80%တော့ကျွန်တော်ရဲ့ဝင်ငွေကိုဖောက်တဲ့အဟောင်းတွေကဖန်တီးပေးနေတာပါโอเคအဲ့တော့ဖောက်တဲ့အဟောင်းတွေကိုကျွန်တော်တို့ကငွေကြေးကုန်ကြမှုအများကြီးမရှိဘဲနဲ့ဘယ်လိုထိမ့်မလဲရိုးရိုးတဲ့နာမည်ပထမဆုံးတစ်ချက်အသိမဲ့ပြုတ်လိုက်ဗျာနော်သူ့နာမည်နေကောင်းလားနောက်ပြီးအဓိကကတော့ကိုကပနဲ့ရှိဖို့လိုတယ်စီးပွားရေးလုပ်ငန်းရှင်တယောက်မှာမိမိစီးပွားရေးလုပ်ငန်းတိုးတက်ချင်ရင်ပါနဲ့မှုရှိဖို့အဓိကပါအဲ့တော့ကိုယ်ဆိုင်ကိုရောက်လာတဲ့ဖောက်တဲ့ရဲ့နာမည်သူဒီနေ့ဘာတွေဝယ်စားနေလဲဘာတွေချက်ပြုတ်စားတောက်နေလဲစတာတွေလုပ်ပြီးတော့သူနဲ့ကျွန်တော်တို့ရင်းနှီးမှုယူလို့ရတယ်သူနဲ့ကျွန်တော်တို့နဲ့ရင်းနှီးတယ်ဆိုတာကိုသူ့ရှိကအတိမတ်ပြုရဖို့အတွက်ကျွန်တော်တို့ကစပြီးတော့ friendlyသူတို့နဲ့ရင်းနှီးဖော်ယူစွာဆက်ဆက်တက်ဖို့အရေးကြီးပါတယ်မင်္ဂလာပါမာကြီးမလာလာကြာပြီးတော့နာမည်လေးတက်ခေါ်ပါဗျာမင်္ဂလာပါမတ်ဘသူရေမင်္ဂလာပါအကိုဘသူရေစသဖြင့်ကျွန်တော်တို့ကနာမည်တက်ခေါ်ခြင်းအပြင်ရင်းနှီးမှု close ကိုဖြစ်သွားစေပါတယ်နောက်တစ်ခုကတော့စည်ရင်းမှန်နေပါတခါလီမှာကျွန်တော်တို့ကဟန်ဆောင်တာကိုလူပြသိပါတယ်မမအချက်ကမလာလာကြာပြီးချစ်ကိုကြီးချစ်ညမလေးဒါမျိုးတွေကကျွန်တော်တခါကြလို့ရှိရင် feeling အနေနဲ့ကတချို့တော့သူတွေကအစင်ပြေလိုက်မပြေလိုက်အပေါ်မှာအများကြီးမှုတွေအဲ့တော့တခါလီမှာဒီမျိုးကျွန်တော်တခါလီမှာအဲ့လိုမျိုးဟန်ဆောင်တဲ့ကျွန်တော်တို့စကားပြောတွေဟန်ဆောင်တဲ့အမူအရာတွေဟာတချို့တော့ customer တွေအတွက်ကကတိအောက်ဖြစ်စီရင်းနေရမပါဘဲနဲ့ကျွန်တော်တို့စည်ရင်းမှန်ကိုမပါဘဲနဲ့လူတွေရောက်ပေါ်မှာဆက်ဆံတာဒီတော်တော်ကြီးသိတာပါရိုးရိုးတန်းတန်းတစ်ခေါက်လောက်လာဝယ်တဲ့ဖောက်တယ်ဆိုကိစ္စမရှိပါဘူးကိုယ့်စီမှာအမြဲတမ်းလာဝယ်တဲ့ဖောက်တယ်ကိုကအဲ့လိုမျိုးပုံမှန်ကြီးဆက်ဆက်နေမယ်ဆိုရင်တစ်ခါကြရင်ဖောက်တယ်တွေကကိုယ့်ကိုအလေးမထားတော့တာကိုယ့်ရဲ့စိတ်ထဲမှာမရှိတော့တာသိနိုင်ပါတယ်ဘာလို့ဆိုတော့သူဒီလိုဆက်ဆံခံရတာမိတ်ဆွေတယောက်တည်းမဟုတ်ဘူးလူအများကဆက်ဆံတာပါဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုပြဖို့လိုပါတယ်အကယ်၍များကိုကဖက်နဲ့ရောင်းတဲ့ဆိုင်ဆိုလို့ရှိရင်သူဖက်နဲ့စီးတဲ့ဥစ္စာကိုစနေတကျလိုက်ရွေးပေးတာဘယ်ရောင်လေးကသူနဲ့လိုက်တယ်ဘယ်ပုံစံလေးကသူနဲ့တင့်တော်တယ်စတာတွေကိုကျွန်တော်တို့စနေတကျကျွန်တော်တို့ရွေးချယ်ပေးတာနော်လိုက်ကြည့်ပေးတာဟာသူတို့အတွက်ကတော်တော်လေးရင်ခုန်စိတ်လှုပ်ရှားစေပါတယ်နောက်တစ်ခုကတော့မမျော်လင့်ထားတဲ့အရာလေးတွေပေါ့ maybe ပေါ့ကိုယ့်ရဲ့ဖောက်တယ်တွေရဲ့မွေးနေ့လေးတွေကိုမှတ်ထားတာနော်ဒါမှမဟုတ်လို့ရှင်လေဒီကျွန်တော်တို့တကြံလိုနေမျိုးတည်င်းကျုပ်လိုနေမျိုးမှာသူ့အတွက်ကျွန်တော်တို့လက်ဆောင်လေးတွေနော်ဒါမှမဟုတ်လို့ရှင်လေတစ်ခါတည်းကြလို့ရှင်များဘာမှတိတ်ကြီးကြီးမမဟုတ်တော့မှစာရလေးပေါ်မှာเนาะကျွန်တော်တို့ဆိုင်ကိုပုံမှန်မပြတ်ဝယ်ယူအားပေးနေတဲ့မတ်ဘဒူကိုကျေးဇူးတင်ပါတယ်ဆိုပို့စကတ်လေးပေါ့ဒီပို့စကတ်လေးဆိုကျွန်တော်တို့ကဘလောက်မှမကုန်ဒါလေးတွေကိုကျွန်တော်တို့သူတို့ဝယ်သွားတဲ့အိတ်ကလေးထဲမှာလက်ဆောင်ထည့်ပေးလိုက်တာမျိုးเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီသူ့ကိုကျွန်တော်တို့ဒီအကိမ်းမဲ့သူ့ရဲ့ခွင့်ပြုချက်ပါတယ်ဆိုရင်ပေါ့เนาะ Facebook ပေါ်မှာကျွန်တော်တို့ကြော်ညာပြီးတော့မှအမဒီနေ့လာဝယ်သွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရှိမှဆင်မပြတ်အားပေးနေတဲ့တကယ်ကို loyal customer ဖြစ်ပါတယ်အဲ့လိုမျိုးတင်ပေးခြင်းသူကလည်းသူ့ကိုယ်သူ VIP လို့ထင်သွားစီတယ်
เนาะကျွန်တော်တို့ဆိုင်လဲကျွန်တော်တို့ဆိုင်ကဒီ customer တွေရောင်းအားကောင်းနေတယ်ဆိုတာကိုကျွန်တော်တို့ဖောက်သည်တွေကိုပိုသိစေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကအထူးအခွင့်အရေးပေးတာပါတခါတလေမှာကျွန်တော်တို့ရှိမှာဝန်ဆောင်မှုအသစ်ပေါ့ဗျာဥမာကျွန်တော်ကစားတော့ဆိုင်ဆိုပါတော့မီနူးတစ်ခုအသစ်ထုတ်လိုက်တယ်အဲ့ဒီမီနူးအသစ်တစ်ခုကိုကျွန်တော်တို့ကသူ့အရင်ပေးမိတာမှကျွန်တော်ဆိုင်မှာထားမယ်မီနူးเนาะဒါခောက်ဆွဲကိုဘယ်လိုမျိုးကြော်ထားတာအစမ်းစားကြည့်ပါအောင်သူ့အမီးလေးကြွေတာဒါမှမဟုတ်လို့ရှိရင်ကုန်ပစ္စည်းဒါအမကျွန်တော်တို့ကဒါလေးဒီမွေးလေးဒါမှမဟုတ်လို့ရှိရင်ဒီပစ္စည်းလေးကကျွန်တော်တို့ဆိုင်မှာတင်ရောင်းတော့မှာအလားအမကိုပေးသုံးတာစသဖြင့်ပေါ့သူဒီသူ့ကိုသူကျွန်တော်တို့ရဲ့ရင်းနှီးဖော်ရွေတဲ့မိတ်ဆွေသူကကျွန်တော်တို့အတွက်တကယ်ကိုလက်မလွတ်နိုင်တဲ့ဖောက်တယ်မျိုးဆိုတာသူသိလာပြီသူမြင်လာပြီဆိုရင်အဲ့ဒီအပေါ်မှာလူတိုင်းကတာရပါတယ်ကျွန်တော်မှမဟုတ်ဘူးမိတ်ဆွေမှမဟုတ်ဘူးကျွန်တော်တို့ရဲ့ဖောက်တယ်တွေလည်းအဲ့ဒီအပေါ်မှာတာရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့လိုနီးနေနေကျွန်တော်တို့ဖောက်တယ်တွေကိုထိန်းထားလို့ရပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့နားထောင်ပေးတာပါမှတ်ထားပါ talk less listen more ပါ talk less နည်းနည်းပြောပါ listen more များများနားထောင်ပါကိုဖောက်တယ်ရဲ့အကျော်ကိုဖောက်တယ်ရဲ့မနှောနဲ့ကိုဖောက်တယ်ရဲ့သဘောကိုသိချင်ရင်ကျွန်တော်တို့ကများများနားထောင်တတ်ဖို့လိုပါတယ်အဲ့ဒီတော့မှသာလေသူတို့ကလည်းမိတ်ဆွေရဲ့ဆိုင်မှာအနည်းဆုံးတော့ဗျာသူတို့စိတ်ညစ်လာတာတွေနော်ပောက်ကွဲတာတွေဘာတွေညာတွေအကုန်လုံးမိတ်ဆွေကိုလာပြမင်းခါရင်အလုတ်ရှုပ်တယ်လို့ထင်ကောင်းထင်ပေမဲ့လူတွေဟာကိုပြောတဲ့စကားကိုနားထောင်တဲ့သူတွေကိုပို့ပြီးတော့ခင်တွယ်လေးရှိပါတယ်ဒါကြောင့်မလို့ဘာမှတိတ်ထွေတွေတူတူလုံးရှာမလို့ကိုယ့်ရဲ့အချိန်တစ်ခုနဲ့ကိုယ့်ရဲ့နားလေးပေးပြီးတော့တချို့တော့အကြောင်းအရာတွေကိုကိုဖောက်တဲ့ပြောသမျှအကြောင်းအရာတွေကိုကိုနားထောင်ပေးခြင်းအပြင်ကိုယ်ဆိုင်မှာသူမြဲတာကိုတွေ့နေပါလိမ့်မယ်ဒါကကျွန်တော်တို့ marketing လို့တော့ပြောလို့ရတယ်ဖောက်တဲ့အဟောင်းကိုထိန်းတဲ့ပတ်စံငွေကြေးကုန်ကျမှုအနည်းဆုံးနီလန်၅ချက်ကိုပြပြခဲ့တာပါနံပါတ်1ရုပ်ဘာမှမဟုတ်ဘူးထွေထူးမဟုတ်ဘူးအတိမပြုတ်သူနာမည်တက်ခေါ်နံပါတ်2စိတ်ရင်းမှန်တဲ့သူ့ကိုပေါင်းနံပါတ်3ကတော့မမျောလင့်ထားတဲ့เนาะကျွန်တော်တို့ဒီလက်ဆောင်လေးတွေဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ gift card လေးတွေဒါမှမဟုတ်လည်း post card လေးတွေကျွန်တော်ထည့်ပြီးတာနံပါတ်4ကတော့ကျွန်တော်တို့ဆိုင်မှာအထူးအခွင့်အရေးပေါ့ကျွန်တော်လုံးနေတဲ့ပစ္စည်းတစ်ခုခုဒါကိုသူ့ကိုအရင်ပေးပြီးတော့မြည်ဆန်းကြည့်စေတာเนาะအမကအခုကစားသဖြင့်မို့ဒါလေးတုံးကြည့်ပေးပါဒါကျွန်တော်ဆိုင်မှာတင်ရောက်တော့မှဘလို့ထင်မြင်လဲထင်မြင်ချက်လူတွေကထင်မြင်ချက်ကိုအရင်ပြောချင်ကြတယ်အဲကြောင့်ထင်မြင်ချက်လေးကျွန်တော်တောင်းကြည့်လို့ရတယ်နံပါတ်5ကတော့ကျွန်တော်တို့ရဲ့ဖောက်တယ်တွေရဲ့ပြောတဲ့စကားတွေကိုနားထောင်ကြည့်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေဆိုင်မှာဖောက်တယ်တွေမြဲနေလိမ့်မယ်အဲ့တော့မိတ်ဆွေဆိုင်မှာတိတ်တိတ်ချာချာကြည့်ပါမိတ်ဆွေဆိုင်မှာအဓိကရောင်းနေရတဲ့ဖောက်တယ်က20%ဝင်ရှိပါတယ်အဲ့ဒီဖောက်တယ်20%ကမိတ်ဆွေဆိုင်ရဲ့80%တော့အယောင်ကိုဖြစ်အောင်လုပ်ပေးနေရမှာဒါကြောင့်မို့အဲ့ဒီဖောက်တယ်တွေကဘယ်သူတွေလဲအဲ့ဒီ20%ကိုရှာပြီးတော့မိတ်ဆွေတိတ်ချာချာထိန်းထားမယ်ဆိုရင်မိတ်ဆွေဆိုင်မှာ80%တော့ဝင်ငွေဟာမြဲနေပါလိမ့်မယ်โอเคဒါကတော့ရိုးရှင်းတဲ့ marketing နီးလမ်းမှာဒါကကျွန်တော်တို့ဒီတစ်ခါလေးမှာတိတာလည်းဖြစ်မယ်မတိအောင်ဆောင်နေရလည်းဖြစ်မယ်အဲ့တော့ကြောင့်မို့ marketing နဲ့ပတ်သက်တဲ့လက်တွေ့အသုံးချ marketing သင်တန်းလေးကျွန်တော်မေလာထဲမှာဖွင့်ဖို့ရှိပါတယ် marketing နဲ့ပတ်သက်တဲ့ပညာရပ်တွေ marketing နဲ့ပတ်သက်တဲ့ရိုးရိုးတန်းတန်းငွေကြေးကုန်ကြမှုမများပဲနဲ့ကျွန်တော်ဘာတွေလုပ်လို့ရမလဲသိချင်ရင်ကျွန်တော် marketing သင်တန်းကိုလာတက်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ကြော်ညာလေးကိုကျွန်တော်ဒီ TikTok တို့ Facebook တို့ YouTube တို့ပေါ်မှာတင်ပေးထားပါတယ်အဲ့တော့မိတ်ဆွေတို့စိတ်ဝင်စားရင်ကြည့်ပါကျွန်တော်ကတော့မိုးရမြင့်ဖြစ်ပါတယ် LV Business Center ရဲ့ founder ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ